ဒီထား၍ဗိမာန်တော်တိဆောက်ခြင်းအမှုကိုနှိုးဆော်စိတ်တော်ငါလေဝိသားတို့ကိုခံထားကြ၏လိုက်ဆိုဗိမာန်တော်တိဆောက်ခြင်းအမှုကိုနှိုးဆော်စိတ်တော်ငါလေဝိသားတို့ကိုခံထားကြ၏ကဲကျွန်တော်မေးမယ်နော်ဗိမာန်တော်တိဆောက်ခြင်းအမှုကိုနှိုးဆော်ဖို့လေဝိသားကိုခံတယ်ကဲမေးမယ်ဘာလို့ဖို့ခံဘာလို့ဖို့ခံဘသူကိုခံဘသူနှိုးဆော်ရမလဲကဲဖြေဘသူနှိုးဆော်ရမလဲလေဝိကဘာလုပ်ရမလဲနှိုးဆော်ရမယ်ချမ်းသာကဝိညာဉ်တော်နှိုးဆော်လိုက်မယ်လို့ထားခဲ့လားတတ်တတ်နှိုးဆော်မဲ့လူခံလားကဲပြောခံလားခံလားဒါဆိုခုနမေကုံမေးတယ်လေဖယားနှိုးဆော်မယ်နှိုးဆော်မယ်လို့လိုသေးလားလိုတော့ဆိုခုနပြောတော့ခုနပဲမေးတယ်လေမလိုဘူးဆိုဒီမှာကြည့်တိတနှိုးဆော်မဲ့သူလိုလားတိတိချာချာပါတယ်အများကြီးတန်းစီပြီးရေးထားတယ်နှိုးဆော်မဲ့သူ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 တိတခံဗိမာန်တော်တိဆောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလူတွေပါဝင်ဖို့လေဝိသားတွေအဲ့မှာနှိုးဆော်ကိုခံရမယ်အဲ့ဒီသူ့အလောက်ကနှိုးဆော်ဖို့ပဲဒါသူ့ရဲ့ major ပဲ तू ကတခြားလုံးမလုပ်အောင် तू နှိုးဆော်ဖို့ပဲဗိမာန်တော်တိဆောက်မယ့်ကိစ္စကိုနှိုးဆော်ရမယ်အဲ့တော့ဒီနေ့သင်ကိုဝိညာဉ်တော်နှိုးဆော်လားကဲဖြေနှိုးဆော်လားထမ်းမေးမယ်သင်မှာနှိုးဆော်တဲ့ဝိညာဉ်တော်ရှိလားရှိလားထမ်းမေးမယ်သင်မှာနှိုးဆော်တဲ့လေဝိသားရှိလားရှိလားလိုလားဝိညာဉ်တော်တစ်ခုတည်းနဲ့လုံလောက်ပြီလားလုံလောက်လားတစ်ဖက်မဆောင်နဲ့ဝိညာဉ်တော်နှိုးဆော်တော်တရားရာခိုင်နှုန်းအပြည့်စံတိုးလက်ခံတယ်ဒါပေမဲ့အဲ့တစ်ခုတည်းနဲ့တွားဖို့ဘုရားသခင်အလိုတော်မရှိဘူးကြည့်နှိုးဆော်ဖို့တီးတန့်လေဝိကိုလည်းခံရတယ်မဟုတ်ဘူးလားကျမ်းစာကပြောတယ်လေအဲ့တော့လေဝိကနှိုးဆော်ရတာကဲဗိမာန်တော်ဆောက်မယ်ပါဝင်ဖို့ကဏ္ဍတွေရှိတယ်ဟာလားအောက်ကဏ္ဍရှိတယ်လက်မှုပညာကဏ္ဍရှိတယ်ဘိတုကကဏ္ဍရှိတယ်ရွှေလူချင်းဒီဘက်ကဏ္ဍရှိတယ်ဗန္ဒရိတ်ရှိတယ်ပကြီးဆွဲမဲ့သူရှိတယ်အဲ့ဗိမာန်တော်ကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့လုပ်ဖို့လိုအားပေးလို့တယ်သူဘာလုပ်မလဲသူဘာလုပ်မလဲဝိညာဉ်တော်လားလေဝိလားအဲ့ဒါပဲနှိုးဆော်တဲ့အပိုင်းလိုတယ်ဒါဆိုရင်နှိုးဆော်တဲ့သူလိုတယ်ဆိုရင်ထပ်မင်းမဲ့အဖွဲ့အစည်းလိုလားလိုလားသူ့ခံရတယ်ဆိုတော့ဘသူအတွက်ခံတယ်ဆိုတာရှိတာဗောမဟုတ်လားမဟုတ်ရင် तू ခံတာငါတို့မိသားစုအတွက်တယောက်လားအများကြီးအတွက်တယောက်လားမိသားစုအတွက်ခံတာလားအားလုံးအတွက်လားအားလုံးအတွက်ခံတာဒါဆိုရင်အဲ့ဒီလူဟာကိုယ်ဘယ်နေရာမှာနေရမယ်ဆိုတာရှိလားပြောရှိလားခမည်းဟာနှိုးဆော်ဖို့လေဝိခမည်းဘဝမှာရှိဖို့လိုတယ်ခမည်းနှိုးဆော်မဲ့လေဝိရဲ့အပြင်ဘက်ကိုခမည်းရောက်နေခမည်းသတိထားငါပဲဖွဲ့မှာမပါဘူးငါဖျားနဲ့တရိပ်သွားတာကြည့်လို့ဒီမှာကျမ်းစာမှာကြည့်လေလေဝိမလို့လားအဲ့တော့ကျွန်တော်တို့အတွက်လေဝိလိုတယ်တော့ကိုယ်နှိုးဆော်ဖို့လိုတယ်လူကနှိုးဆော်ရတယ်နော်တယောက်မနှိုးဆော်ရင်မရဘူးဒီမှာနှိုးဆော်တဲ့လူကလေတစ်ခါတလေလေतू နှိုးဆော်လိုက်တာနဲ့အလုပ်ပြီးသွားတယ် तू တခြားအလုပ်မလုပ်နှိုးပဲနှိုးဆော်တယ်တငယ်ချင်းတယောက်ရှိတယ်မြကြီးနားမှာသိတော်တော်မလီနှိုးဆော်တဲ့နေရာမလီပြောမနေနဲ့ကျွန်တော်လေးစပွဲတစ်လုံးရွှေ့ထိုင်ကုန်ရွှေ့မန္တဖြုတ်အိုလုံးမောလိုက်တာအရှမ်းမောတာသူ့ကိုခန်းလိုက်တာလေအေးစေပဲ तू ဘာမှမကင်မန္တတွေဖြုတ်ပြီးပြီစပွဲတွေရွှေ့ပြီးပြီဘလောက်တော်တယ်ထင်တယ်နှိုးဆော်တာကဲလာထိုင်ကုန်လာအလုံးလာစပွဲမမယ်သူလည်းတောင်းတနေကဲမြင်မယ်လို့ငါသွားစရာရှိတယ်မြင်လို့လူတွေအကုန်ဝိုင်းလာတယ်သူ့နေရာတော့မရှိတော့ဘူးသူနောက်ဆုတ်လိုက်ပစိုးမတယ်သူအော်တယ်ဟေးမအိုးရွှေ့လိုက်တာစပွဲဟိုပဲရောက်သွားတယ်သူကဒီမှာပစိုးမလို့မပြီးသေးဘူးပြီးမှ
မောလိုက်တာရည်နှွေးတက်တော့ကျွန်တော်ကြည့်ဒီကောင်အော်လိုက်တာတအားမသလိုလိုနဲ့နောက်ဆုံးတော့သူ့ပစိုးပဲသူမလာဒါပေမဲ့ तू မရှိလဲအဲ့စပွဲကမရောက်တော့ဘူးသူ့လိုလိုမရှိလဲမရောက်ဘူးလေမန်တက်လည်းဘယ်သူမှမပြုတ်တော့ဘူးစရင်သာဝေါ်နဲ့စတာပြီးကုန်ပြန်သွားအကုန်ထိထားခဲ့ခွလွတ်တော့တိုက်ဆိုင်ပြောချင်တာဘဝမှာအရေးကြီးတာနှိုးဆော်မဲ့သူသီးတန့်ကိုဘာလို့ ရလဲခါလေလေမဟုတ်လားနှိုးဆော်တာလူလားလူတယ်လေဒါကြောင့်ကျမ်းစာမှာနှိုးဆော်ဖို့ကိုတတ်တတ်ခိုင်းရတယ်တတ်တတ်ကိုနှိုးဆော်မဲ့သူလူတယ်မဟုတ်ဘူးလားဒါကြောင့်မလို့ချစ်တော်ညီကိုမောင်နှမတင့်ကိုနှိုးဆော်မဲ့သူရှိကကျမ်းစာအရတင်ဟာကိုယ့်အကိုဖျားနဲ့ပဲသွားလို့တရားဟောချက်ကို YouTube ကနေကြည့် YouTube ကိုအမလေးလိုချင်တယ်လို့ခေါ်လို့ရတယ်နော်ဘယ်တရားဟောဆရာကြိုက်လဲခေါ်လို့ရတယ်ဥတ္တမောက်တော့ထွက်ခဲ prep ထွက်လာတာဘီအရာအေးတယ်အရာအေးတယ်အကျေကြိုက်တယ်စန်တော့စွာကျထွက်လာပြီတိတ်မကြီးရဘူးဟိုဘက်ဂျပန်ခွေပြောင်းမယ်ဂျပန်စန်တော့ချီနော်ဟဲခါလာလေကျေးဇူးတော်ကြီးပဲနေရကြီးကလာကြည့်ချင်တယ်ဟဲ့ဟိုတယောက်နှိပ်လိုက်စမ်းသူပဲကြံမလားအမျိုးတွေလားကြံမလားမသိဘေးရကြီးကလာကြိုက်တယ်လို့ခေါ်ထုတ်လို့ရတယ်ဒါပေမဲ့ထပ်မိမယ်အဲ့ပုံကိုယ်ကြီးခမရောက်မနှိုးစောနှိုးစောတိတိချာချာခမရောက်မနှိုးစောလေအဲ့တင်းကိုအနီးကနှိုးစောမဲ့သူက YouTube ထဲမှာမရှိဘူးတင်းအနားမှာရှိတယ်အဲ့တင်းနှိုးစောမဲ့သူတွေရှိတဲ့နေရာကိုတင်းမသွားလို့ဘယ်လိုလုပ်ရမလဲဟုတ်လားမဟုတ်လားဒါကြောင့်ကျွန်တော်ပြောချင်တာ YouTube ကိုလုံးဝမကန့်ကွက်ဘူးယာနှုံးပြထောက်ကန်တယ်တိုးတော့တင့်ကိုနှိုးဆော်မဲ့နေရာကိုတင်မရောက်ဘဲနဲ့တင်ဘဝ YouTube မှာအချိတ်ကုန်နေမယ်ဆိုရင်တော့အဲ့တခုတည်းနဲ့တင်ခွာယူမယ်ဆိုရင်တော့ကျွန်တော်ပြောလိုက်ပြီဘုရားသခင်အလိုတော်မပြည့်စုံအဲ့ဒါနဲ့ပွဲသိမ့်မယ်ဆိုလို့ရှိရင်ဘုရားသခင်ကလေဝိလဲနှိုးဆော်ဖို့ခန့်เสียအကြောင်းမရှိဘူးလေဒါကြောင့်တင့်ကိုနှိုးဆော်မဲ့သူလိုကိုဒါနှိုးဆော်တဲ့ဖယားဒါနှိုးဆော်တဲ့ဖယားလူဒါကနှိုးဆော်တဲ့ဖယားဒါကနှိုးဆော်တဲ့မလို့လားလူတယ်နော်ဒါကြောင့်ဒါကလူနှိုးဆော်တာဟုတ်ပြီလားရှိလားတင့်မှာနှိုးဆော်တဲ့သူကိုယ့်ကိုမေးငါ့ကိုနှိုးဆော်တဲ့လူရှိလားရှိလားရှိဖို့လူတယ်နော်